ကျွန်တော်အခုဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာဆိုလို့ရှိရင်တော့ Liverpool တင်းရဲ့နီးပြ Arne Slot ကထုတ်ပယ်ခံလိုက်ရပြီလေဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါနဲ့ပြည်သူကြပါစေ The Weight of Man United ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ဘာကြောင်းလေးကိုကျွန်တော်တို့ညီကိုတွေနဲ့ဥတီပြီးတော့ဆွေးနွေးသွားခြင်းလဲဆိုလို့ရှိရင်လာမယ့် Premier League ရာသီကမထင်မှတ်ဘဲနဲ့ပို့ပြီးတော့အကျိတ်နဲ့ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အဓိကထားပြီးတော့ဆွေးနွေးပေးသွားခြင်းလာလဲဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာဆိုလို့ရှိရင်မရိုက်ခင်လေးရပဲမရှိမနှောင်းမှာပဲပေါ့နော်ညနေပိုင်းလေးရပဲ Liverpool တင်းရဲ့နီးပြ Arne Slot က Liverpool တင်းနဲ့နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီးဆိုပြီးတော့ကျွန်တော်တို့ဒီ Liverpool တင်းဘက်ကနေလည်းတရားဝင်ထုတ်ပြန်သွားသလိုနာမည်ကြီးတရားဝင်သတင်းတောက်တယောက်ဖြစ်တဲ့ Fabrizio Romano ကလည်းအတည်ပြုသွားပြီဖြစ်တဲ့ကြောင့်ဒီသတင်းကလုံးဝ totally confirm ဖြစ်သွားပြီလို့ပြောလို့ရတာပေါ့နော်အကြောင်းမလို့ကျွန်တော်တို့အနေနဲ့ဆွေးနွေးစရာတွေအများကြီးရှိလာတယ်အခုဒီနောက်ဆက်တွဲကြားရတဲ့သတင်းတွေရဆိုလို့ရှိရင်လည်းဘုံမောက်တင်းရဲ့ရာသီကုန်မှာလမ်းခွဲထားတဲ့နီးပြဒီစပိန်နီးပြပေါ့နော်အန်တိုနီအာရာအိုလာကလည်း Liverpool တင်းရဲ့နီးပြအသစ်ဖြစ်လာဖို့ရှိရဲဆိုပြီးတော့သတင်းတွေတောက်လျှောက်တက်နေရလေးလည်းရှိတဲ့အတွက်ကြောင့်လာမယ့်ရာသီကကျွန်တော်တို့အစားတုံးကတော့ထင်ထားတာကဒါ Pep Guardiola ထွက်သွားပြီးတဲ့အချိန်မှာဆိုလို့ရှိရင် Premier League ရဲ့ new era တခုကိုမြင်ရမယ်new era မှာဆိုလို့ရှိရင်တော့ဘာပြော Mikel Arteta ရဲ့ Liverpool ဒီ Arsenal အသင်းကထိပ်ဆုံးကနေပြီးတော့ဥဆောင်မဲ့အသင်းပေါ့နော် dominate လုပ်မဲ့အသင်းလို့ကျွန်တော်တို့ကထင်ထားခဲ့ပေမဲ့အခုချိန်မှာမထင်မှတ်ဘဲနဲ့နီးပြအကုန်လုံးနီးပါအပြောင်းလဲဖြစ်သွားပြီးတော့လက်ရှိအသင်းနဲ့ကြံခဲ့တဲ့နီးပြအဟောင်းနေတဲ့ကမှ2ယောက်ပဲကြံခဲ့တယ်လို့ပြောလို့ရတာပေါ့နော်ဒါအာဒီတာကတော့ဒါနှစ်ပေါင်းဒါ5-6နှစ်ကင်ခဲ့တဲ့နီးပြတယောက်အနေနဲ့ဆက်ပြီးတော့ရှိမှဖြစ်သလိုလက်ရှိချန်ပီယံလည်းဖြစ်လိမ့်မယ်ပေါ့နော်သူ့နောက်မှာဆိုလို့ရှိရင်တော့မိုက်ကယ်ကာရစ်ပေါ့နော်မိုက်ကယ်ကာရစ်ကမန်ချက်စတာယူနိုက်တက်အသင်းကိုဒါ2ချိန်မြောက်ပြန်ပြီးတော့ကင်တယ်ပထမတစ်ချိန်တော့ဒါ2ပွဲ3ပွဲပဲကင်ပြီးတော့သူထွက်သွားတယ်ဒုတိယချိန်မှာဆိုလို့ရှိရင်တော့ဒါရာသီဝက်အတွက်ကို Premier League only ပဲကင်ရတဲ့အနေအထားမှာ18ပွဲပဲကင်သွားပြီးတော့2ပွဲပဲရှုံးတဲ့အထိတကယ်ကိုခြေစွမ်းပြသနိုင်ခဲ့တဲ့အတွက်ကြောင့်ဒါမိုက်ကယ်ကာရစ်ကအခုချိန်မှာဆိုလို့ရှိရင်လည်း United အသင်းရဲ့ဒါနီးပြအသစ်ဖြစ်ခန့်အပ်ခြင်းခံလိုက်ရရေပေါ့နော်လူအနေထားမျိုးမှာဆိုလို့ရှိရင်ရှင်ကြည့်မယ်ဆိုလို့ရှိရင်မီကေအာဒီတာပြီးလို့ရှိရင်အသင်းကြီးတွေထဲမှာလက်ရှိဒီပြတက်တန်အကြဆုံးလို့ပြောလို့ရတာမိုက်ကယ်ကာရစ်လို့ပြောရမယ်အနေထားအောင်ပြန်ပြီးတော့ရောက်သွားတယ်လို့ပြောလို့ရတာပေါ့နော်အကြောင်းမလို့တန်တဲ့အသင်းတွေအကုန်လုံးကနီးပြအသစ်တွေကြီးပဲဗျာ Tottenham Hotspur ဆိုလို့ရှိရင်လည်း Roberto Di Zerbi နဲ့နောက်ဆုံး4-5ပွဲမှစပြီးတော့ကင်ထားရဖြစ်တော့ကြောင့်သူ့အနေနဲ့အသစ်လို့လည်းပြောလို့ရတယ်ပြီးတော့အဲ့ဒီအချိန်မှာတော့သူ့ရဲ့ဒသနာတွေဘာညာဆိုတာထက်အဓိကကတော့သူဒီအသင်းကိုဘယ်လိုမျိုးပုံစံမျိုးနဲ့တည်ဆောက်မလဲဆိုတာထက်ဒီအသင်းတမ်းမစင်းသွားအောင်လို့အဓိကထားပြီးတော့သူကလှုပ်ပေးသွားတဲ့ပုံစံမျိုးပေါ့နော်စိတ်တက်နဲ့တည်ပြီးတော့ကန်သွားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်သူကလည်းအသစ်ပဲလို့ပြောလို့ရတယ်တစ်ဖက်က Chelsea ကလည်းဒါနီးပြမရှိဘဲနောက်ဆုံး3-4ပွဲကိုသူက Maffa-Lane နဲ့ဒါထိန်းပြီးတော့ကင်ခဲ့တယ်ပေါ့နော်ဒါအခုချိန်မှာဆိုရင်တော့ Xavi Alonso က Chelsea အသင်းရဲ့နီးပြအသစ်ဖြစ်လာတယ်ဒါအခုမရှိမနှောင်းမှာပဲ Liverpool ကလည်းသူတို့အသင်းရဲ့နီးပြကိုထုတ်လိုက်ဖြစ်တော့ကြောင့် Arne Slot မဟုတ်တော့ဘဲနဲ့ဒါဘယ်သူပဲရောက်လာဗျာOliver Glasner ပဲရောက်လာမလားတစ်ဖက်က Anthony Araola ပဲရောက်လာမလားမသိသေးဘူးဒါပေမဲ့ဒီပြအသင်းနဲ့စပြီးတော့တရားမှာဖြစ်တော့ကြောင့်ဒီအသင်းကလည်းအသစ်ပုံစံမျိုးပဲထပ်ပြီးတော့ဖြစ်သွားလိမ့်မယ်ပေါ့နော်။အခုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း Manchester City အသင်းကလည်း Pep Guardiola ထွက်သွားပြီးတဲ့အချိန်မှာ new era တစ်ခုအနေနဲ့ဒါ Chelsea အသင်းရဲ့နီးပြဟောင်းဒါ Enzo Maresca ကိုသူတို့ကခန့်မှာဖြစ်တဲ့အတွက်ကြောင့်ဒါဘာပဲပြောအသင်းတွေကအကုန်လုံးကနီးပြအသစ်နီးပြအသစ်တွေကြီးပဲဗျာ။အဲ့ထင်းမှာမှအချိန်လေးရနေပြီးတော့နည်းနည်းလေးအခြေတည်နေတာ2သင်းပဲရှိတယ်လို့ပြောလို့ရတယ်။ဒါ Arsenal အသင်းနဲ့တစ်ဖက်က Manchester United အသင်းနဲ့ပေါ့နော်။ Man United ကတော့ Arsenal လောက်မဟုတ်သေးဘူးဆိုပေမဲ့သူများအသင်းတွေတဲ့နည်းနည်းလေးနှာတပြားတာရလို့ပြောလို့ရတယ်ဒါပေမဲ့တခုရှိတာကနီးပြကောင်းနေတိုင်းplayer management ကောင်းနေတိုင်းကောင်းသွားတယ်လို့တော့မဟုတ်ဘူးသူ့အနေနဲ့ထိုက်တဲ့နဲ့ဒီအပြောင်းရွှေ့ကိုလုပ်ဖို့လဲလိုသလိုအသင်းဘက်ကလည်းလိုအပ်တဲ့အပြောင်းရွှေ့မှာလိုအပ်တဲ့နေရာတွေကိုထိထိမိမိနဲ့ဖြည့်စည်းပေးနိုင်မှုတော့လိုတယ်လို့ကျွန်တော်ကတော့မြင်တယ်အဲကြမှာပဲပို့ပြီးတော့အသင်းကအားကောင်းလာမယ်လာမယ့်နှစ်မှာဆိုလို့ရှိရင် Titan Challenger ဖြစ်သွားပြီးတော့လုပ်ပေးနိုင်မယ့်အနေအထားမျိုးမှာရှိလိမ့်မယ်ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တော့တကယ်ကိုအကျိတ်နဲ့ဖြစ်လာမှာဖြစ်သလိုတကယ်ကိုလည်းကြည့်ကောင်းတဲ့ Premier League ရာသီတစ်ခုကိုမထင်မှတ်ဘဲနဲ့ကျွန်တော်တို့မြင်လာဖို့ရှိတယ်ပေါ့နော်ကြီးသမျှတန်တန်းရှောက်မှာလွန်ခဲ့တဲ့10နှစ်ကိုကြည့်မယ်ဆိုလို့ရှိရင် Pep Guardiola တယောက်တည်းရပဲဒါ Farmer League ပုံစံမျိုးနဲ့ dominate လုပ်ပြီးတော့၄နှစ်စတိုက်ရတာမျိုးတွေရောပြီးတော့ Arsenal ဆိုလို့ရှိရင်အချိန်ရှုံးနေခဲ့ပြီးတော့အကုန်လုံးစားခံရတဲ့ဘဝပေါ့နော်ဒါဒုတိယလူဖြစ်တဲ့ဘာညာအဲ့လောက်အနေထားထိကိုရောက်ခဲ့တာမျိုးတွေလည်းရှိရတော့ကြောင့်အခုချိန်မှာဆိုလို့ရှိရင်တော့ဒါ Arteta နဲ့ Arsenal အသင်းကထိပ်ဆုံးနေအောင်ရောက်လာမှာဖြစ်တယ်လို့သူ့နောက်မှာ Blue Titan Challenge ကိုလုပ်မလဲဆိုတာလည်းတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အဖြေတစ်ခုဖြစ်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်လူချင်းမင်းတို့ဘယ်လိုထင်လဲကျွန်တော်ရဲ့ထင်မြင်စားချက်လေးကိုကျွန်တော်နည်းနည်းပြပြပေးရမယ်ဆိုလို့ရှိရင်လာမယ့်ရာသီဒီ Titan Challenge လုံးမဲ့ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Manchester United အသင်းဟာ Titan Challenger မဟုတ်ဘူးဆိုလို့ရှိရင်တော့1-4 လောက်ထိကိုအနည်းဆုံးမျှော်လင့်ပြီးတော့ AC ကန်လို့ရတဲ့အနေအထားမျိုးတစ်ခုမှာရောက်လာမယ်လို့ကျွန်တော်ကတော့ထင်မြင်မိတာတွေရောရှိတယ်သူ့အမှဆိုလို့ရှိရင်တော့ကျွန်တော်စောင့်ကြည့်နေတဲ့အသင်းက2သင်းရှိတယ်ပေါ့နော်တစ်ဖက်ကနီးပြဒီအသစ်ပြောင်းသွားတယ် Pep Guardiola era ပြီးသွားတဲ့အချိန်မှာပြောင်းသွားတယ် Enzo Maresca ရဲ့ Man City ကိုလည်းကျွန်တော်ကစောင့်ကြည့်ခြင်းသလိုတစ်ဖက်မှာဆိုလို့ရှိ
ရှိရင်လည်း Tottenham Hotspur အသင်းကိုအတင်းဆွဲတင်လာပြီးတဲ့ Roberto Di Zerbi ကစိတ်ကြိုက်လူဝယ်ဝင်ရမှာဖြစ်တယ်လို့အခုလက်ရှိအချိန်မှာဆိုလို့ရှိရင်လည်းကစားသမား2ယောက်ထိသူတို့ကဝယ်ထားပြီးပေါ့နော်ဘုံမောက်အသင်းကနေထွက်လာတဲ့ Sansini ကိုလည်းသူတို့ကခေါ်ထားပြီးဖြစ်တယ်လို့တစ်ဖက်က Liverpool အသင်းကနေထွက်လာတဲ့ Andy Robertson ကိုလည်းခေါ်ပြီးတော့အားဖြည့်ထားပြီးဖြစ်တဲ့ကြောင့် Roberto Di Zerbi သူ့ခြေသူ့လက်နဲ့စပြီးတော့ကင်မဲ့ full season မှာဆိုလို့ရှိရင်ဘယ်လောက်လုံးပြနိုင်မလဲဆိုတာတကယ်တော့စိတ်ဝင်စားဖို့ကောင်းတယ်။ Xavi လို့ဆိုတဲ့ Chelsea ကိုလည်းကျွန်တော်စိတ်ဝင်စားသလိုတစ်ဖက်ကဒီပြောမှဆိုအသင်းတွေအကုန်လုံးကြီးပါတော့ကျွန်တော်စိတ်ဝင်စားတယ်ဒါပေမဲ့ Liverpool တော့ကျွန်တော်လည်းပြန်စောင့်ကြည့်ခြင်းသေးတယ်။ဘာလို့လဲဆိုလို့ရှိရင်သူတို့အတွင်းရင်းမှာလည်းချိုးပြဿနာလေးရှိနေတယ်လို့ကျွန်တော်ကြားတာမျိုးကြီးလည်းရှိရတဲ့အတွက်ကြောင့်မျိုးအခြေလေးဖြစ်နိုင်မလဲဆိုတော့ကျွန်တော်စိတ်ဝင်စားစွာနဲ့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်ပုံစံဖြည့်ရှင်းရမယ့်ပုံစံတခုဖြစ်လာမယ်လို့ကျွန်တော်ကတော့ထင်မြင်မိတာလေးရောရှိတယ်ပေါ့နော်။အကြောင်းမလို့လူချင်းမင်းတို့ဆိုလို့ရှိရင်ရောလာမယ့်ရာသီပို့ပြီးတော့challenge အတွက်ပို့ပြီးတော့ title challenge ကိုပြင်းထန်လာမယ့်အနေအထားမှာဆိုလို့ရှိရင်ဘယ်အသင်းနေရာ Titan Challenge ဖြစ်လာမယ်လို့ထင်လဲကို့အသင်းရဲ့ Manchester United အသင်းရဲ့အနေအထားရောဘယ်လောက်ထိမျှော်မှန်းနိုင်မလဲပေါ့နော်ကျွန်တော်ကလာမယ့်ရာသီမှာပြိုင်ပွဲတွေလည်းအများကြီးပြိုင်ရမှာဖြစ်တဲ့ကြောင့်ဒါ Champions League မှာလည်းပုံစံသစ်နဲ့ပြိုင်ရမယ် FA Cup တွေရောတစ်ဖက်က Carabao တွေရောရှိရတဲ့ကြောင့် squad depth ဖြစ်ဖို့ကလည်းလိုတယ်ပေါ့နော်အကြောင်းလို့ဘယ်လောက်ထိအနေအထားမျိုးရောက်မယ်လို့ရောထင်လဲမြေထင်မျိုးစားကြတယ်ဘယ်လိုရှိလဲအောက်က comment ထဲမှာဝင်ပြီးတော့မှတ်ခဲ့ပြီးလို့ရပါတယ်ဒီဗီဒီယိုလေးတော့တောက်ပါပဲကျွန်တော်ရဲ့ဒီ channel လေးကိုကြားနေတယ်ဆိုလို့ရှိရင် like and subscribe follow နေပြီးတော့ကူညီခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်နေဆိုနေကြတာပါအားလုံးပဲ see you ပါ